န်ဃာတွေကိုဆုံးလောင်းနိုင်ထားတဲ့စိတ်ဓာတ်တစ်ခုဘုန်းကြီးတို့တွေတတိထားဖို့လိုပါတယ်ဒါနကောင်းမှုလှုပ်တိုင်းမြတ်စွာဘုရားသခင်ကိုရမြတ်ကဝေလာမသုတ်တံမှာဝေလာမဒီသုတ်တံကိုဟောတဲ့အခါမှာပေါ့လေဝေလာမသုတ်တံကြီးကိုဘယ်သူဟောတာလဲဆိုအနာရဘိကိုဟောတာအနာရဘိတထေကသောတပန်ပုဂ္ဂိုလ်ကြီးဖြစ်နေအဲ့ဒီအနာရဘိတထေကိုဟောတဲ့တရားသောတပန်ပြီမယ်လို့မြတ်စွာဘုရားလိုအပ်လို့ဟောတယ်ဆိုတာတတိထားဖို့လိုပါတယ်မြတ်စွာဘုရားကကိုလှူတဲ့အလှူဒါနအလှူဝတ္ထုကကောင်းသည်ဖြစ်စေညံ့သည်ဖြစ်စေဒါအဓိကမဟုတ်ဘူးတဲ့နဲတာနဲ့များတာဒီနှစ်ခုကလည်းအဓိကမဟုတ်ဘူးတဲ့အဓိကဖြစ်ပုံလေးကိုမြတ်စွာဘုရားပြောပါတော့ဆိုရင်လှူတိုင်းဟာတက္ကိစ္ဆန္ဒနာလေးဒီတလေးတစားလှူဖို့လိုအပ်တယ်ဒါကိုလှုပ်တဲ့အလုပ်ပေါ်ကိုလေးစားလှုပ်တဲ့ဆိုအဓိပ္ပာယ်ပြောတာနော်တက္ကိစ္စကိုတတိန်ကတ္တဝါလို့ဖွင့်တာဆိုရင် mindful ပေါ့ကိုလှုပ်တဲ့အလုပ်ကိုစိတ်အားကုန်စိုက်ပြီးတော့တတိအမှတ်တရလှုပ်တဲ့ဟာမျိုးလို့အမှတ်တမဲ့ကလေးတွေမလုံးနဲ့လို့ဒီလိုပြောတာနော်တလေးတစားလှုပ်တဲ့ဆိုအဓိပ္ပာယ်ရတယ်ပေါ့တလေးတစားလှုပ်တယ်ပြင်းပြင်းစင်လှုပ်တယ်တန်ပြန်ဖြစ်အောင်လှုပ်တယ်ကြိုးစားပြီးတော့လှုပ်တယ်ဒီအလေးနဲ့ထားပြီးလှုပ်တယ်လို့ဒီလိုဆိုလိုတာပောဝတ္တနာမဟုတ်ဘူးပေါ့စိတ်ဓာတ်ကိုပြောတာနော်စိတ်ဓာတ်ဆိုင်ရာဟာတက္ကိစ္စဖြစ်ဖို့လိုတယ်ဒါတစ်ချက်ဒါကိုပြင်နောက်တစ်ခုကဘာလို့ဆိုစိတ်တိကတ္တဝါဒါနန္တေတိအလူလူကြီးဆိုလို့ရှိရင်စိတ်တိကတ္တဝါဆိုကိုယ်စိတ်ထဲမှာပူဇော်လိုတဲ့စိတ်ချီးမြှောက်လိုတဲ့စိတ်ဝမ်းသာချီးနူးတဲ့စိတ်တွေဖြစ်ပွားစေပြီးတော့မှလှူရမယ်ဒါမျိုးပူဇော်လိုတဲ့စိတ်ဆိုအခုတန်ဃာတွေကိုဆုံးလောင်းတယ်ဆိုတာတန်ဃာတွေကျင့်နေတဲ့သီလသမားတွေကိုပူဇော်တာဟောတာလည်းပူဇော်တာပဲဒီတန်ဃာတွေကဆက်နွယ်ပြီးတော့ဘုရားလက်ထက်ကအရိယတန်ဃာတွေထိအောင်ရည်စူးပြီးတော့ပူဇော်လို့လည်းရတယ်ဟောနောက်တစ်ခုကတန်ဃာတွေကျင့်မှတ်သင်ယူနေကြတဲ့ပရိယတ္တိစာပေတွေကိုပူဇော်တယ်တန်ဃာကနေပြီးတော့ဓမ္မကိုပူဇော်တဲ့အဆင့်ရောက်အဲ့ဒီကနေပြီးအာယုပြုလိုက်ဒီတရားတွေဘယ်သူဟောတာတော့ဆိုဘုရားဟောတာဩတရားရဲ့ပိုင်ရှင်ဖြစ်တဲ့မြတ်စွာဘုရားကိုလည်းတို့ပူဇော်တယ်တန်ဃာကိုတင်စိတ်ကရမထားပဲနဲ့တန်ဃာရဲ့တဏ္ဍာမှာရှိတဲ့တရားကိုဟောကြားတဲ့ဘုရားဆိုဟောယရဏသုံးပါးပူဇော်တာဖြစ်သွားဒါကအဲ့ဒီလိုစိတ်မထားလို့ရှိရင်မရဘူးနော်စိတ်ထားရမှာပြောပြကိုယ့်ရဲ့စိတ်ဓာတ်ဥတည်ချက်ဒီတိုင်းရှိရလှူတိုင်းဟာတန်ဃာကနေပြီးတော့တန်ဃာကိုကြီးမှန်းရင်ကနေပြီးတော့တန်ဃာရဲ့တဏ္ဍာမှာရှိတဲ့တရားကိုဟောကြားတဲ့ဘုရားဆိုလို့ရှိရင်ဟောယရဏသုံးပါးပူဇော်ပြီးသားကိစ္စပြီးသွားအဲ့တော့ဘုရားလည်းပူဇော်တယ်တရားလည်းပူဇော်တယ်တန်ဃာလည်းပူဇော်တယ်ဆိုကိုယ်အလှူဒါနတာမန်အလှူလို့ပြောလို့မရတော့ဘူးပေါ့လောက်တတ်လို့ရှိရင်ပူရလောကမှာစိုက်ပျိုးရေးလုပ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်စီးပွားရေးအယောင်းဝယ်လုပ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လုပ်တတ်သူနဲ့မလုပ်တတ်သူနှိုင်းယှဉ်ပြီးကြည့်လိုက်မယ်ဆိုရင်လုပ်တတ်သူကပိုအောင်မြင်တယ်တဲ့ဒါကိုစီးပွားရေးဆိုလို့ရှိရင်ဤပညာရှိတဲ့ပုဂ္ဂိုလ်လုပ်တတ်တဲ့ပုဂ္ဂိုလ်တွေကပါတယ်လေမလုပ်တတ်တဲ့ပုဂ္ဂိုလ်တွေကနောက်တန်းရောက်နေတာဒါလိုဖြစ်တာတော့ကုသိုလ်ကောင်းမှုလည်းပဲဒီတိုင်းပဲတတိထားငါကတသိန်းထဲတယ်ဆိုပြီးတော့ရှေ့တန်းရောက်လို့မရဘူးရှေ့တန်းရောက်ချင်ရင်အခုပြောတဲ့တက္ကိစ္ဆန္ဒနာဒေတိစိတ်တိကတ္တဝါဒါနန္ဒေတိဆိုတဲ့ကိုယ်စိတ်ကိုပြင်းပြင်းစင်စင်လုံးဝရှေ့တန်းရောက်မှာအတုဝတ္ထုများထဲုံနဲ့ရှေ့တန်းမရောက်ဘူးနော်ဒါကြောင့်မလို့အလုဝတ္ထုလည်းများထဲတယ်စိတ်ကလည်းပြင်းတယ်ဆိုရင်တော့ထိတ်တန်းပေါ့နော်ခုပြောနေကြတဲ့ top 10နဲ့ပါသွားမှာပေါ့နော်အဲ့တော့အဲ့လိုတရားပဲဖြစ်ဖြစ်စိတ်ဓာတ်အမှန်တမ်းအရေးကြီးတယ်စိတ်ကိုပြင်ဆင်အောင်အဲ့ဒါလို့ပြင်ဆင်ဖို့အတွက်ဘုန်းကြီးတို့ဒီကုသိုလ်စိတ်ဖြစ်ဖို့ရအတွက်အချက်၄ချက်လိုအပ်တယ်အချက်၄ချက်နဲ့ကိုယ့်ကိုယ်ကုသိုလ်စိတ်ဖြစ်အောင်လှုံ့ဆော်ပေးထားရမယ်လေ့ကျင့်ပေးထားရမယ်
အဲ့ဒါအထတာလေးနေအထက်ကရာမှာကုသိုလ်စိတ်ဖြစ်တဲ့အခါမှာဘာကြောင့်ကုသိုလ်စိတ်ကဖြစ်ကြတယ်လဲဆိုဒီအချက်၄ချက်နဲ့ကိုယ့်ကိုလေ့ကျင့်ထားတာနော်